Okay guys so ဒီ video ကတော့ကျွန်တော်တို့ရဲ့ဒီ official website ကနေပြီးတော့ကျွန်တော်ရဲ့သင်တန်းတွေကိုဘယ်လိုမျိုးအနှံ့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးထားတဲ့ video ပဲဖြစ်ပါတယ်။ so ဒီကနေတစ်ဆင့်အနှံ့မယ်ဆိုလို့ရှိရင်ဒါကျွန်တော် coupon code တွေအသုံးပြုလို့ရမယ်ဆိုတော့ဒီ discount တွေရလိမ့်မယ်ပေါ့နော်။ so စလိုက်ကြပါပေါ့။အရင်ဆုံးကတော့သူ့ရဲ့အနှံ့ပေါ်လို့ရှင်းပါတယ်။ဒါကျွန်တော်တို့နေဒီ phone number ရဲ့ email address ရဲ့ကိုယ့်ရဲ့နာမည်ဒီသုံးခုကို fill လုပ်ပေးလိုက်ရင်ရပါပြီ။ so ပထမဆုံးအနေနဲ့ကတော့ဒါကျောင်းသားတွေရဲ့နာမည်ဖြစ်ပါတယ်ပေါ့နော်ဆိုဒီနေရာမှာကတော့နာမည်ရင်းသုံးတာပို့ပြီးတော့ကောင်းမယ်ပြီး phone number ကျွန်တော်ဆက်သွယ်လို့ရမယ် phone number ထည့်ပြီးပို့ပြီးကောင်းပါတယ်ဒါပေမဲ့ကျွန်တော်မဆက်ပါဘူး။ကျွန်တော်အနေနဲ့ဒါဒီ issue တစ်ခုဖြစ်မှသာကျွန်တော်ကဒါဆက်သွယ်ဖို့ထားတာဖြစ်တယ်။နောက်တစ်ခုကတော့ဒီ email address ဖြစ်ပါတယ်။ email address ကတော့ဒီနေရာမှာအဓိကအကျဆုံးအရေးကြီးဆုံးဖြစ်ပါတယ်။ so double check လုပ်ပါကိုထည့်လိုက်တဲ့ email address ကိုဘာကြောင့်လဲပေါ့။ဘာလို့လဲဆိုလို့ရှိရင်ဒါကျွန်တော် register လုပ်တာအောင်မြင်လားမအောင်မြင်ဘူးလားဆိုတာကိုလည်းဒီ email address တွေကိုပဲကျွန်တော်ပို့ပေးမှာကျွန်တော်အနေနဲ့ approval ဖြစ်လားမဖြစ်လားဆိုတာလည်းဒီ email address တွေကိုပဲပို့ပေးမှာ reject ထိသွားရင်လည်းဒီ email address တွေကိုပဲပို့ပေးမှာapproval ဖြစ်ပြီးနောက်ပိုင်းကျွန်တော်တို့ကဒီ drive access တွေ Google Classroom invite လုပ်တာတွေဒီ discussion group link ပို့ပေးတာတွေအကုန်လုံးလည်းဒီ mail တွေကိုပဲကျွန်တော်အကုန်ပို့ပေးမှာဖြစ်ပါတယ်ဆိုဒီ mail ကကျွန်တော်တို့အတွက်အဓိကအကျဆုံးဖြစ်တယ်ဆိုတော့ mail ကိုကျွန်တော်တို့ဒီ double check လုပ်ပါသေချာစစ်ပါပေါ့နော် so mail လည်းအဆင်ပြေပြီ full name phone number ထည့်ပေးပြီဆိုလို့ရှိရင်တော့ကျွန်တော်နောက်တစ်ဆင့်ကဘာလုပ်ရင်ရပြီလဲဆိုလို့ရှိရင်ကိုတက်မဲ့အတန်းလေးတွေကိုရွှေ့ချယ်လိုက်ရင်ရပြီဖြစ်ပါတယ်။ so ဒီမှာကျွန်တော်ရဲ့အတန်းတွေအကုန်လုံးဒီညမှာသူ့အောင်ပြနေလိမ့်မယ်။ကိုတက်ချင်တဲ့အတန်းလေးတွေကိုကျွန်တော်တို့က check လုပ်လိုက်အောင်မယ်။ဥပမာပြင်ကျွန်တော်ကဒါ colon နဲ့ full stack တက်မယ်ဆိုတော့ဒါလို့ရှိရင်ဒါကျွန်တော်အောက်မှာ total amount ပြပေးနေပါလိမ့်မယ်။ဒီချိန်မှာကျွန်တော်တို့အနေနဲ့ coupon code တွေချပေးထားရဆိုလို့ရှိရင်ကျောင်းသားအနေနဲ့ဒီနေရာမှာ coupon code တွေသုံးလို့ရပါတယ်။ဒါကျွန်တော် coupon code လေးထည့်လိုက်မယ်ပေါ့နော်။ဆိုဒီ coupon code တွေကကျွန်တော် dynamic ဖြစ်ပါတယ်။ကျွန်တော်အဓိကအပြင်တော့ဒီ coupon code ကြောင့်ဒီဟာလောက်တယ်ဆိုလို့ရှိရင်လည်းမှန်တယ်ပေါ့နော်။ဘာကြောင့်လောက်တာလဲဆိုတာကတော့ကျွန်တော်ဒီ video နောက်ပိုင်းမှာပြန်ပြီးရှင်းပြပေးထားပါမယ်။ဆိုဒါလို့ရှိရင်တော့ဒါ coupon code ကအဆင်ပြေဆိုလို့ရှိရင်တော့ coupon code apply ပြီးပြီဆိုလို့ရှိရင် discount ဘယ်လောက်ရတယ်ပြီးရင် total amount ကလည်းကျွန်တော်ဒီနှုတ်ပြီးသားတစ်ခါလေးပြောင်းသွားပါလိမ့်မယ်။ဆိုအပေါ်မှာကတော့ကျွန်တော်ကျောင်းသားတွေရဲ့နာမည်လေးတွေတစ်ချက် info လေးကျွန်တော်ရှောက်ဖြည့်လိုက်မယ်ပေါ့နော်။ပြီးဆိုလို့ရှိရင်တော့ဒါကျွန်တော်အနေနဲ့ next step ကိုသွားလိုက်ပါမယ်။ဒီကိုရောက်ပါပြီ။ဒီကိုရောက်ပြီဆိုလို့ရှိရင်တော့ဒါအကြောင်းသားရဲ့အနေနဲ့ကဘာကိုရွေးချယ်ရမှာလဲဆိုလို့ရှိရင်ကိုကဘေး payment နဲ့ပေးချင်တာလဲဆိုတော့ရွေးလို့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့မှာတော့ payment ၄ခုရှိမယ်။ so payment တစ်ခုနဲ့တစ်ခုကနံပါတ်တွေမတူပါဘူးဆိုတဲ့အခါကျတော့ဒီနေရာမှာတခြား choice လုပ်ပါပေါ့နော်။ okay ကို payment ကိုတခြားရွေးပြီးပြီဆိုလို့ရှိရင်တော့ pay ရမယ့် amount total ကိုဒီဘက်ကနေကြည့်လို့ရတယ်။ကိုတက်ထားတဲ့ဒီရွေးထားတဲ့သင်တန်းတွေရှိမယ်။ပြီးပြီဆိုလို့ရှိရင် total ပြီးပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ coupon code ကနေဘယ်လောက် discount ရလဲဆိုတာနောက်ဆုံးကျွန်တော်တို့ pay ရမယ့်ဒီအပြာရောင်လေးရမှာတကယ် pay ရမယ့် amount ဖြစ်ပါတယ်။ဆိုဒီ amount တိုင်းဒါကျွန်တော်အနေနဲ့ဒီ account တွေကိုကျွန်တော်ပတ်စံလွှဲရမှာဖြစ်ပါတယ်။ဆိုဒီမှာ account number ကိုကျွန်တော်တို့ဒီ number တွေကို copy လို့ရတယ်နော်။ဒီ copy လေးကိုနှိပ်ပြီး copy လို့ရတယ်။ပြီးပြီဆိုလို့ရှိရင်တော့ဒီညမှာအားလုံးရင်းနေကြတဲ့အတိုင်းပဲဒီ payment screenshot ကိုထည့်ပေးရမှာဖြစ်ပါတယ်။ကိုက by payment နဲ့လွှဲရလဲလွှဲတဲ့ဟာရဲ့ကျွန်တော် screenshot လေးကိုဒီညမှာလာထည့်ပေးပါ။ဆိုဥပမာအဖြစ်ဒါကျွန်တော်ကဒီ kp.png ဆိုတာလေးကျွန်တော်ထည့်လိုက်မယ်။ဆိုဒီညမှာကျောင်းသားတွေကိုတခုပြောချင်တာကတော့ဒီညမှာအချိန်တစ်ခုကြာနိုင်ပါတယ်ကျွန်တော်စီမှာတော့မြန်တယ်။ဒါပေမဲ့ကျောင်းသားရဲ့စီမှာတော့ကြာကောင်းကြာနိုင်တယ်။ဆို image upload လုပ်တဲ့ချိန်ရင် file submit လုပ်တဲ့ချိန်ရင်ဖြစ်ပါတယ်။ဒါကတော့ဒါကျွန်တော်တို့ဘက်ကနေဖြစ်တာမဟုတ်ဘူး။အထူးသဖြင့်ကျောင်းသားအနေနဲ့ကဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့ဒီ image upload လုပ်တဲ့ server ရဲ့ပြီးတော့ဒီ email ပို့တဲ့ service ကဒီတချို့သောချိန်တွေမှာကျွန်တော် VPN လိုအပ်တာမျိုးရှိရပေါ့နော်ဆိုတော့အဲ့လိုခါမျိုးကြရင်ကျွန်တော်တော်တော်လေးနှေးနေလိမ့်မယ်အရင်တော့မနှေးပါဘူးเนาะကျွန်တော်တို့ကဒီ maybe 30 second 40 second အဲ့လောက်ထိကြာကောင်းကြာသွားနိုင်တယ်ကိုနေတဲ့နေရာရယ်ပြီးတော့ဒီကိုရဲ့ internet ဒီ provider ရယ်ပေါ့เนาะဆိုသူတို့ဒီ VPN ခံသုံးမရဘူးဆိုလို့ရှိရင်ပေါ့เนาะဆိုဒီနေရာမှာ image upload လို့မရတာဖြစ်ဘာပဲဖြစ်ဆိုလို့ရှိရင်တော့ကျောင်းသားတွေနဲ့ VPN ခံမှာဒါကတော့ဒီမြန်မာပြည်ကျောင်းသားတွေအတွက်ပါပဲเนาะကဲကိုကမြန်မာပြည်မှာတဲ့တပြင်းနိုင်ငံလူတွေဆိုလို့ရှိရင်တော့ဒီနေရာမှာမြန်ဆန်ပဲအလုပ်ဖြစ်ပါလိမ့်မယ်ပြီးတော့ဒီညမှာတော့ဒီ transition ID ထည့်ပေးရမှာဖြစ်ပါတယ်အကုန်ထည့်ပေးကြမလို့ပါဘူးကျွန်တော် transition ID ရဲ့နောက်ဆုံးနံပါတ်6လုံးကိုပဲထည့်ပေးလို့ရပါပြီမြန်မာလို့ဆိုလို့ဆောင်မှုအမှတ်ပေါ့နော်ဒီ KB screenshot မှာပါတယ်အဲ့ဒါရဲ့ဒီနောက်ဆုံး6လုံးအကယ်ကိုကတခြား high နဲ့လွှဲရဆိုလို့ရှိရင်လည်းအကုန်လုံးမှာဒီ ID ကပါပြီးသားပါ ID ရဲ့နောက်ဆုံး6လုံးကျွန်တော်အနေနဲ့ရိုက်ထည့်ပေးလိုက်အောင်ပါပဲဆိုဥပမာအဖြစ်ဒါကျွန်တော်6လုံးဆိုပြီးတော့ကျွန်တော်ရိုက်ထည့်လိုက်ပါမယ်ပြီးတော့ဒီမှာ double check လုပ်ပါပေါ့နော်အကုန်လုံးမှန်တဲ့အဆင်ပြေပြီဆိုလို့ရှိရင်တော့ဒီ confirm and register ဆိုတဲ့ cloud လေးကိုနှိပ်လိုက်အောင်ပါပဲ
ဒါလို့ရှိရင်တော့ဒီညမှာကျွန်တော်တို့ spin ဖြစ်နေလိမ့်မယ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ကဘာမှပြင်လို့မရတော့ပါဘူးဘာလို့လဲဆိုတော့ဒီ data တွေအကုန်လုံးကိုဒါကျွန်တော်တို့စီကို notification ပို့ပေးမယ်ပြီးပြီဆိုလို့ရှိရင်ဒီမှာ register လုပ်ပေးမယ်ပေါ့နော် okay အောင်မြင်သွားပြီဆိုလို့ရှိရင်တော့ဒါအကြောင်းသားရဲ့စီကိုဒီလိုမျိုး page လေးကိုလာပို့ပေးလိမ့်မယ်ဒါ registration အောင်မြင်တယ်ကျွန်တော်ဒီ payment ကို verify လုပ်ပြီးတော့ဒီ activate access လုပ်ပေးမယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်24 hour လို့လောဆယ်ရေးထားတယ်ဆိုတကယ်ကတော့မိနစ်ပိုင်းလေးပဲကြာမှာပါ။ဘာလို့လဲဆိုတော့ real time ပေါ့နော်။ကျောင်းသားရဲ့ဒီမှာ register လုပ်လိုက်တာနဲ့ကျွန်တော်ရဲ့ဖုန်းထဲမှာလာပြီး notice တက်မှာပါ။ဆိုတော့ဒီ page တို့ Telegram တို့ကနေ add တယ်ဆိုလို့ရှိရင်ဒီ notice မတက်တဲ့ကိစ္စရပ်တွေဒီ reply ပြန်ဖို့မေးနေတဲ့ကိစ္စရပ်တွေကမရှိတော့ဘူး။ဒါကျွန်တော်တို့အဆင်ပြေပြီပေါ့။ဒီလိုမျိုးဒါကျောင်းသားတွေရဲ့ mail တဲ့ကို mail လေးရောက်နေလိမ့်ပါလိမ့်မယ်။ so ဒါကတော့ဒါကျွန်တော် registration လုပ်တာအောင်မြင်ကြောင်း confirm လုပ်ပေးတာဖြစ်ပါတယ်။ so ဒီ mail ရောက်လာပြီဆိုလို့ရှိရင်ဒါအဆင်ပြေပြီတော့ mail ကဘယ်အချိန်မှရောက်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ register လုပ်ပြီးရတယ်တပည့်နဲ့ဒါဒီ mail ကရောက်မှာဖြစ်ပါတယ်ပေါ့နော်။ so ဒီမှာဆိုလို့ရှိရင်ဝယ်ယူခဲ့တဲ့ဟာတွေပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ total ဘယ်လောက်ကျရတယ်ဘာညာ quick ကွာပေါ့နော်အကုန်လုံးဒီမှာ information တွေပြန်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာဘာပါအောင်လဲဆိုလို့ရှိရင်အောက်ဆုံးမှာကျွန်တော်တို့ရဲ့ဆက်သွယ်ဖို့ mail လဲပါတယ်ပေါ့နော်ဆိုဒီ mail တဲ့ကိုကျွန်တော်သိချင်နိုင်ပါတယ်ဆိုရင်လည်း mail လို့ရပါတယ်ဒါကျွန်တော်ရဲ့ official mail ဖြစ်ပါတယ်ဆိုအကယ်အနေနဲ့အကြောင်းသားအနေနဲ့ဒီလိုမျိုး mail မရောက်ဘူးဆိုလို့ရှိရင်ဘယ်နေရာမှာစစ်ကမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail ရဲ့ spam folder မှာစစ်ပါတခါလေကျရင် update folder ကိုစစ်ပါအထူးသဖြင့်ကျွန်တော်တို့စီကနေ newsletter ပေါ့နော် subscribe လုပ်ထားရဲဆိုလို့ရှိရင်တော့ update မှာသွားပြီးစစ်ပါဘာလဲဆိုတော့ကျွန်တော်တို့ကဒီ spam နဲ့တော့ရောက်စရာအကြောင်းမရှိပါဘူးဒါပေမဲ့တခါလေကျရင်ရောက်သွားတယ်လို့ပေါ့နော်ကျွန်တော်တို့ကဒီ mail service ကိုလည်းဝယ်သုံးထားတာဖြစ်တယ်ဆိုပတ်စံပေးပြီးသုံးထားတာဖြစ်တဲ့အတွက် authorize ဖြစ်ပြီးသား mail တွေဖြစ်ပါတယ်ပေါ့နော်ဆိုတော့တော်တော်များများကတော့ဒီ inbox ထဲမှာရောက်ရင်မရောက်ရင်ကဲ newsletter subscribe လုပ်ထားရဲဆိုလို့ရှိရင်တော့ဒီ update ထဲမှာရောက်နေပါလိမ့်မယ်ဗျာနော်ဟုတ်ပြီဒီကိုရောက်ပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ပြီးသွားပါပြီ registration လုပ်တာအောင်မြင်သွားပြီဖြစ်ပါတယ်ဆိုဒီညမှာဒါကျွန်တော်ဘက်ကနေပြီးတော့ payment confirm လုပ်ပြီးတော့ဒါကျောင်းသားရဲ့စီကို mail လေးပြန်ပို့ပေးမှာဖြစ်ပါတယ်ဒါကျွန်တော်အနေနဲ့ကျွန်တော်ဘက်ကနေပြီးတော့ဒါ approve လုပ်ပေးလိုက်ပြီဆိုတာနဲ့ကျောင်းသားတွေရဲ့ဒီ mail တဲ့ကိုပဲနောက်ထပ် mail တစ်စောင်ထပ်ရောက်လာပါလိမ့်မယ်ဒီမှာကတော့ဒါ enrollment လုပ်တာအောင်မြင်တယ်ပြီးပြီဆိုလို့ရှိရင်ဒါ Google Classroom invite လုပ်ပြီးပြီဖြစ်ကြောင်းဒါ drive access ပေးပြီးပြီဖြစ်ကြောင်းကျွန်တော်တို့ရေးထားပါတယ်ပေါ့နော်ဆိုကျောင်းသားအနေနဲ့ဒါကိုယ့်ရဲ့ mail ထဲမှာဒီ Classroom invite လုပ်ထားလေးကိုတွားပြီးတော့လက်ခံလိုက်ပါပြီးပြီဆိုလို့ရှိရင်တော့ Google Drive ထဲမှာဆိုလို့ရှိရင်လည်းဒီသင်ခန်းစာဗီဒီယိုတွေတစ်ခါတည်းရောက်နေပါလိမ့်မယ်ပြီးရင်တော့အောက်မှာဆိုလို့ရှိရင်တော့ဒါဝယ်ယူထားတဲ့အတန်းတွေအတွက်ဒါကျွန်တော်အနေနဲ့ဒီ discussion group တွေအကုန်လုံးချပေးရမှာဖြစ်တယ်။ကျောင်းသားအနေနဲ့ join Telegram ကိုနှိပ်ပြီးတော့ discussion group တွေကိုလွယ်တကူလာပြီးတော့ join နိုင်မှာဖြစ်ပါတယ်။ so ဒါပါပဲသူ့ရဲ့ flow ကတော့ဗောနော်။ so ဒီ flow တိုင်းလေးပဲကျွန်တော်ပုံမှန်သွားမှာဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာကျောင်းသားအနေနဲ့က mail ကအဓိကပဲဗောနော်။ so ဒီ approval ကကျွန်တော်အရင်မကြပါဘူးကျွန်တော်အနေနဲ့မိနစ်ပိုင်းပဲကြာမှာပါအကယ်၍ကိုကမိနစ်ပိုင်းအတွင်းမှာဗောနော်မိနစ်ပိုင်းအတွင်းဆိုတာကကျွန်တော်အကြာဆုံးတော့တနားရီလောက်ထိတော့စောင့်ကြည့်ဗောနော်ဆိုတော့တနားရီလောက်ထိမှကျွန်တော်တို့ကဒါ mail မဝင်လာဘူးဆိုလို့ရှိရင်ဒီ spam တွေပိုင်းထဲမှာလည်း check လုပ်လို့မတွေ့ဘူးဒီ register လုပ်တာအောင်မြင်သွားပြီးရဲ့အခါမှာဗောနော်ဒီ check လုပ်တဲ့အခါမှာမတွေ့ဘူးဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့ဒီ Telegram account ကိုလာပြီးတော့ပြောကြလို့ရပါတယ်ဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့ပြန်လဲစစ်ပြီးတော့ပြန်ပြီးတော့ပြောပေးပါမယ်ဗောဒါကတော့ကျွန်တော်ရဲ့ website ကနေပြီးတော့ဘယ်လိုမျိုးသင်တန်းတွေအပ်နှံမလဲဆိုတာကိုဒါအသေးစိတ်ပြောပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလိုအပ်နှံခြင်းအပြင်ဒါကျွန်တော်တို့ပို့ပြီးတော့လွယ်ကူစေရပေါ့နော်ကျွန်တော်တို့ student တွေကို tracking လုပ်တဲ့ဘက်မှာလည်းပို့ပြီးတော့လွယ်ကူစေတယ်ဘာလဲဆိုတော့ဒါကျွန်တော်တို့ marking အပိုင်းနေ certificate ထုတ်ပေးတဲ့အပိုင်းနေပြီးပြီဆိုလို့ရှိရင် assignment ထပ်တဲ့အခါမှာကျွန်တော် point ပေးတဲ့အပိုင်းတွေပေါ့နော်ဒါတွေကကျွန်တော်တို့ admin panel ကနေပြီးတော့အကုန်လုံး management ပြုလုပ်နိုင်မှာဖြစ်ပါတယ်ဆိုဒီကနေကျွန်တော်တို့အပ်ပြီးနောက်ထပ်တစ်ခုကတော့ဒီ coupon code တွေကျွန်တော်တို့လည်းသုံးလို့ရလိမ့်မယ်ပေါ့နော်ဆိုအဓိကကတော့ဒီ discount တွေရပါလိမ့်မယ်ဆိုအားလုံးပဲမရှင်းတာနားမလဲတာကျွန်တော်တခြားသိချင်တာရှိရဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့ Facebook Messenger ဒါမှမဟုတ် Telegram ကနေပြီးတော့လာပြီးတော့မေးမြန်းနိုင်ပါတယ်